Hello ချစ်ရပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့ပရိသတ်တွေတောင်းဆိုမှုများတဲ့ဆရာကြီးတက္ကသိုလ်ဖုန်းနိုင်ရေးသားထားတဲ့တငယ်ချင်းလို့ပဲဆက်ရွေ့ခေါ်မြေခိုင်းဆိုတဲ့စာအုပ်လေးရဲ့ပြီးမှာပါတကယ်ကိုရှင်လေးခံစားရတဲ့စာအုပ်လေးတအုပ်ဖြစ်တာမလို့အားလုံးလည်းကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်ရှင်ဘဝဦးဒီကိုတရွက်နဲ့ပုံပမာခိုင်း၍နိုင်စတန်းဆိုပါလဲတရိုးတန်အလွာငယ်တစိမ့်မကနဲ့ကျွေလာတော့စိန်ပန်းရွက်နှုတ်ဘဝမျိုးလေးရှိရဲ့တညာရင်တလွာရှိ၍ဤတလွာပင်တရွက်မြည်သောညောင်ရက်ကဲ့သို့ဘဝမျိုးလေးရှိပါတယ်။ခိုင်းတဲ့ကျွန်တော်ဘဝမှာမူနှစ်လွာပေါင်းမှတရွက်ဖြစ်ရတဲ့ဆွေတော်ရဲ့ပမာတာဖြစ်ခဲ့ရတယ်။တလွာကြွေခဲ့လိပြီ။တရွက်မမဲလေးတော့အထီးကျန်ဤဘဝဝဲချစ်ရဲ့ပွင့်ကိုလူလင်ပါတာပြုံငါဆန်းဆိုလွမ်းတလူလိုနဲ့တန်ချုံမြမြနှမပြဝင်နေရစ်မင်းဟုနေရစ်မင်းဟုနေရစ်မင်းဟုကျွန်တော်ရင်မှာဟိုတောင်ရမရိုက်ခတ်တုံ့ပြန်လာသောအိုအောင်ကရဲ့နှွေတီးပမာဤကပြားရဲ့နောက်ဆုံးစာပိုင်များပဲ့တင်ထနေရဲ့စာပေကပြားလင်ကောင်မြန်တို့ရကောင်းမှန်သိစာပေကပြားလင်ကာကိုမြန်တို့ရကောင်းမှန်သိတော်လဲစာပေလင်ကာကပြားဆိုသည်မှာသမှုရိယသစ္စာအရင်တည်၍ဒုက္ခသစ္စာကျွဲလေသည်သောဘဝလန်းထနေ၌တောကဝတ်ကျူနောက်ဘက်ချီမိလျာမှပေါက်ဖွားခြင်းကိုရှင်းလင်းမသိစဉ်တမယဟိုစေကာလများကလေးကရှင်အကတမာတီရဲ့နေမိပုံခံပြုတ်လာဤစာပိုက်များကိုအကြောင်းမဲ့တအကြိမ်ကြိမ်နှုတ်မှခုံခုံမင်းမင်းစိတ်ကူးရင်ရည်ရွယ်ခဲ့ပူပါတယ်။ယခုမူနှုတ်မှမရွတ်တာရှင်မာသာပဲ့တင်ထက်ရသောဤကပြားဟာခိုင်တွက်ဖြစ်ရပါလိမ့်ပြီကော။မောင်းကိုခွဲလွတ်ပါလိမ့်ခိုင်။နောင်ဘဝဆိုသည်လည်းရှိပါစေခိုင်။ဘဝတို့အကြိမ်ကြိမ်ပြန်လဲဖွားမြောက်လေသောတန်တရားဆိုသည်နဲ့တန်တရားမှပြန်လဲတွေးဆောင်တတ်သောရည်စက်ဆိုသည်လည်းရှိပါစေခိုင်။တန်တရားလမ်းပုံဘဝကွန်းထောက်တစ်စက္ကန့်မှာရည်စက်အဟုန်ကြောင့်ခိုင်နဲ့မောင်ပြန်တွေ့ဆုံလင်မောင်ကိုခွင့်လွှတ်နိုင်ပါစေခိုင်မရှိတော့ပြီဖြစ်၍မကြားနိုင်လေသူတဦးကိုစကားဆိုသူတဦးအားယူသွသူဟုဆိုကြပါလေဆိုကြစမ်းပါလေကျွန်တော်ယူသွနေသူတဦးအမှန်ဖြစ်ပါတယ်အကြောင်းမှာအထက်ပါကျွန်တော်စကားတို့ကိုချစ်လှစွာသောခိုင်တယောက်မကြားနိုင်တော့ပါလေကျွန်တော်မြင်မြကြားစီခြင်းအောင်တော့ချစ်သောခိုင်မကြားနိုင်တော့ပါလေခိုင်မကြားနိုင်မှန်းသိလျက်နဲ့နွေဤပေအိုကိုစွန့်ခွာမြေသက်လေးထပ်ပါလေသူရွက်ဝါတို့အားပေအိုဟာနှုတ်ဆက်စကားမဆိုနိုင်တဲ့ကဲ့သို့ကျွန်တော်လည်းမဆိုနိုင်ခြင်းပါခတ်ဒီမှာခိုင်ရရွက်ဝါမဟုတ်ကျွန်တော်ဒီလည်းပေအိုမဟုတ်ကျုံရချက်နာသည်မြမှာရွက်ဝါနေပေအိုပမာပဲမနိုင်တာကဲပေအိုအတွက်မူမြို့သောရွက်တို့ကြွေစံလေးလင်းပြူသောရွက်တို့ဝေလွင်နေမည်နှလွာပေါင်းမှတရွက်ဖြစ်ခဲ့ရတဲ့ဆွေတော်ရက်လင်းတလွာကြွေခဲ့ပြီမို့တရွက်မမဲလေးတကယ်တော့မပြေဆုံးတော့သောအထီးကျန်ဤဘဝဝဲဘယ်ချိန်ထိရက်တည်နေရမှန်းမသိနိုင်တဲ့ကျွန်တော်နဲ့စာလင်းဘေအိုဟာကံကောင်းပါလေတယ်ခံစားဆန်စားမှုရှိသောသုံးပါးလောကဝဲဒုံလပါဟူ၍အမြင့်မြတ်ဆုံးသောအတိတ်ကိုလည်းမမေ့ပြစ္ဆုတ်ပံကိုလည်းသိအနာဂတ်ကိုလည်းကြုံမြင်တတ်သောလူဖြစ်နေရတဲ့ကျွန်တော်ဟာကံအဆိုးဆုံးဖြစ်နေရပါတယ်လူတယောက်အနေနဲ့ပိုင်ဆိုင်ထားရသောထက်မြက်တဲ့အာယုံတရားတို့နဲ့ဥပဒံဖုတ်တစေခိုးအောင်မိတွေရာတက်ကာယဒိဋ္ဌိမနောစိတ်ကိုငါဆွဲဟူသည်တို့ကိုပင်မုံတိရလေးမြည်လားမသိ။ပတ်ဝန်းကျင်ကိုလည်းမမြင်ခြင်းမကြားခြင်းမသိခြင်းမခိုင်း။အတိတ်ဆိုတာကိုလည်းမေ့ခြင်းပါသည်ခိုင်း။ပြစ္ဆုတ်ပံမှလည်းမောင်မပြောပါဘူးခိုင်း။အနာဂတ်ဆိုတာကိုတော့တွေးမိတိုင်းကြောက်လန့်မိပါတယ်ခိုင်းရဲ့။မမြင်ခြင်းတော့လည်းပတ်ဝန်းကျင်ကိုကျွန်တော်မြင်နေရတယ်။ကျွန်တော်မြင်နေရသောပတ်ဝန်းကျင်မှာလေဝင်တိုင်းရိုင်းရိုင်းတဲတဲဝဲဝဲလွင်လွင်စင့်စင့်ဆက်ဆက်ကြွေတက်နေသောရွက်ဝါရွှေဝါမြေခတဲ့ຫນွေလရဲ့စီးစာရိတ်ပြရည်ပဲဖြတ်တယ်ကျွန်တော်ရက်တည်နေရမှာမြေပုံမုံမို့အုတ်ကူပြုတ်ချို့တို့ဖြင့်မြို့အတရေမရှိပါလေတော့သေးချိုင်းမြေပဲဖြတ်တယ်ရွက်ဝါဆိုသည်မှာဇလန်းဆုံးကန်းတွင်လွမ်းတီးမဆူပဲငိုဝဲကိုဟန်မူရာဖြင့်တေယူတတ်တဲ့ရာသီရဲ့ကကြိတ်တဲ့များသာဖြစ်ပါတယ်ရာသီကကြိတ်တဲ့တို့ရဲ့ငိုပွဲကိုအသေးကျွေလာဖြင့်ရှုမြင်နေရင်ကျွန်တော်ဒီသာမငိုရဲပါငိုကြပါရဲ့ခိုင်ဒါပေမဲ့စိတ်ငြိမ်တဲ့ခိုင်ရဲ့ဝိညာဉ်လောကဟာမောင်ရဲ့ငိုရှိုက်တန်တွေကြောင့်တောင်ဘဝတော့ကပဲ့တင်ချက်နဲ့မပြတ်စည်းစီလိုဘူးမိခိုင်တယောက်ဖြစ်ရဘဝမှာငြိမ်းချမ်းနိုင်ပါစေမောင်ဘဝတော့မငြိမ်းချမ်းနိုင်တော့ပါမိခိုင်ရဲ့မောင်ပေါ်ခိုင်ချက်သမျှဖြစ်ခဲ့ရတဲ့အကြောင်းကံစုကိုအညိုးနဲ့မုန်းပြီးလေသမျှမောင်ဘဝမှာငြိမ်းချမ်းရေးဆိုတာမရှိနိုင်တော့ပါဘူးခိုင်ရဲ့တီလျန်နဲ့လေချစ်ဝီပဟုစူများစူကြပါစေကျွန်တော်ဖြစ်ရသည်မှာကျဲကျွေးကိုလေကကောက်တဲ့တယောက်သောယူပမာဖြတ်နေရဲ့
ကျွန်တော်ရှာဖွေကောက်သောကျေးကျွေးတွေမှာမရှိတော့ပြီဖြစ်သောအတိတ်ကာလမှလွမ်းစွတ်တန်းမော့ဝေရများဖြစ်လေတယ်။ခိုင်နဲ့ကျွန်တော်အတူကျင်လည်ခဲ့ရသောအတိတ်ကာလမှာလွမ်းစွတ်တန်းတမောဝေရများသာဖြစ်ပါတယ်။ခိုင်ဟုခေါ်သောမိန်းကလေးတူဤလောကမှာရှိမှန်းစားသည့်သောအချိန်တွင်ကျွန်တော်ဟာ17နှစ်သားရှိပါသေးတယ်။ထိုနေ့ညနေတွင်ຫນွေရဲ့ကြွေသုံးလူနီကုန်းရက်များတွင်ဖြစ်ပါတယ်။မုံမတိုင်ခင်လေးဆင်၍ကောင်းကင်မှာတိမ်ညိုမိုင်းကလေရိုင်းဟာမုံတိုင်းပမာတိုက်ခတ်လာနေတယ်။ကျွန်တော်ဟာပီယာနိုရှိတွင်စိတ်မပါပဲဂီတသင်ခန်းဆောင်လေ့ကျင့်နေရတယ်။ဆဆဦးကမူပီယာနိုခလုတ်ဖြူဖြူပေါ်နှိပ်၍အတန်တတာများထွက်ပေါ်လာရင်ကျွန်တော်ပျော်ရွှင်ခဲ့ပူတယ်။ဖေဖေကဂီတကိုသင်ခန်းစာတရက်ဖြစ်ကျွန်တော်အားသင်ပေးသောအခါတွင်မူဂီတသင်ခန်းစာဟာကျွန်တော်တို့ကျောင်းသင်ခန်းစာများပမာပင်ပန်းပြင်းဝေဖြစ်လာတယ်။မိုးဦးလေဦးကြဝဲလျက်စီးလန့်ရင်မျက်စိမိတ်ရင်မိုးချင်းတန်ကြလင်နားနှစ်ဖက်ကိုလက်ညှိုးနှစ်ဖက်ဖြင့်ပိတ်ရင်အိယာတွေမှာထိတ်ထိတ်လန့်လန့်နွေနွေတွေ့တွေ့ကွေးနေခြင်းကျွန်တော်တတ်မှတ်တယ်။ယခုမှမိုးချင်းတန်အားမလွမ်းနိုင်သောပီယာနိုကိုတီးနေရသဖြင့်ကျွန်တော်စိတ်ပင်ပန်းနေရဲ့။ကျွန်တော်အတိမခံနိုင်တဲ့အဆုံးမှာပီယာနိုခလုတ်အံပုံးကိုပိတ်ကအိရှိဘက်သို့ထွက်လာခဲ့တယ်။ကျွန်တော်မမေကကျွန်တော်အစည်းကျုံပွေယူတယ်။ပီယာနိုမတီးတော့ဘူးလား။မိုးချင်းတန်တွေကိုကြောက်တယ်ထင်တယ်။မမေအခုပဲသားစီလာခဲ့တော့မလို့မမေရင်ဝင်နေသူရောက်တဲ့အခါကျွန်တော်ကမှနှွေးထွေးသွား၍မိုးချင်းတန်တွေတကွာမြည်သည့်ရာကိုမှမကြောက်တော့မောင်မိုးချင်းတန်ကိုမကြောက်ပါဘူးပီယာနိုတော့မတီးချင်တော့မမေမောင်ကိုပုံပြောပြမလားမမေကလိုက်လဲစွာရည်ရဲ့ဒါကမိုးမမချုပ်သေးပဲပုံနာထောင်ချင်လို့ပဲဖြစ်မလဲမမေညစာပြင်ရအောင်မေဒါကြိုက်တယ်ဆိုရင်ဝဘိုးမြင့်နဲ့ပစုံကျော်ကြီးကြော်ထားတယ်မောင်ထမင်းစားမြင်ဦးမယ်သိလားကျွန်တော်ကမမေစကားအကြောင်းပိုက်တဲမှာစားလာတယ်ဝဘိုးမြင့်ကလည်းချူတယ်ပစုံကျော်ကြီးတွေကလည်းချူတယ်ဝဘိုးမြင့်နဲ့ပစုံကောဟာအလုံးကိုအရသာရှိရဲ့ဟာမမေပြောတာနဲ့မောင်ထမင်းစားနေပြီမောင်ကလည်းစားရမှာပေါ့ကြံနေဟင်းနေရမကြက်သေးဘူးမမေမြန်ချက်လိုက်မယ်မောင်ဖေဖေစီသွားကျွန်တော်ကစာကြည့်ကန်းရှိဖေဖေစီတို့ထွက်ခဲ့တယ်ဖေဖေကငါလက်မခန့်ထူသောစာအုပ်ကိုဖတ်နေရဲ့မောင်ဘာလာလောက်တာလဲပီယာနိုလက်ဆင်ပြီးပြီလားဖေဖေမျက်မှန်အောင်မကြီးကျွန်တော်ကကြည့်ရင်မေးရဲ့ပြီးပါပြီဖေဖေကျွန်တော်ပုံပြောမလားမောင်ကကလေးမှမဟုတ်ပဲဖေဖေကပုံပြောရမှာလားဤစကားကိုပြောရုပ်ပြောစင်မို့သာပြောတယ်ဖေဖေကပုံပြောရဲ့အစံတန်ဖြတ်နေရဲ့ဖေဖေကကျွန်တော်ဟာသူပြောပြဖို့တဲ့မဆုံးသေးသောမော်တီခရစ္စတိုမြို့စားပုံများစပြောတယ်ထိုခိုက်တယ်မိအိမ်ရှိတကားဝမှဆူဆူညံ့ညံ့တမ်းများကြားရပါတယ်ဖေဖေနဲ့ကျွန်တော်အိမ်ရှိသို့ထွက်လာခဲ့တယ်အိမ်ဝမှာမမေရောက်နေပြီခေါတကားပြင်ပန်းမှာလူသုံးဦးထီးကိုစီပြေရက်နေကြတယ်ရက်နေသည်ဆိုရင်ငြိမ်သက်စွာရှိနေသည်မဆိုလို့သူတို့အားလုံးမှာရေးကြည့်သောဟန်မူရာတွေရှိရဲ့ကျွန်တော်တို့ဟာလာ၍အနောက်ရှက်ပေးမိတဲ့အတွက်အားနာကြောင့်လည်းထင်ရှားနေရဲ့ဘာကိစ္စလဲကွမမေအားစတယ်မေးလိုက်တယ်ကျွန်တော်တို့ဟိုဘက်ကနောက်ပြောင်းလာတဲ့တရားသူကြီးအင်အားပါလူသုံးဦးအနက်အသက်40ခန့်အသားညွန့်ညွန့်ကတုံးဆက်တောင်းနဲ့ယောက်ျားတဦးဟာဆိုတယ်တရားသူကြီးရလားမြရေးတကားဖွင့်ပေးလိုက်ပါဖေဖေကပြောတဲ့ဖြင့်မေမေကခောက်တကားကိုဖွင့်ပေးလိုက်တယ်တို့ရရင်သူတို့ကအိမ်တွင်းသို့မဝင်ကတုံးဆက်တောင်းနဲ့လူဟာသာယူသည်စွာဆက်ပြောတယ်ဆရာကြီးတို့လာနောက်ဆက်ပြီးမိလားမသိဘူးဒါပေမဲ့တရားသူကြီးသမီးလေးတယောက်ပျောက်သွားလို့လာဆုံစမ်းတာပါဖေဖေမေမေနဲ့ကျွန်တော်တို့တူမျက်နှာတူကြည့်လိုက်မိရဲ့ထို့နောက်ဖေဖေကအပြေအစားမိကုန်းတစ်ခုပြန်ထုတ်တယ်တရားသူကြီးသမီးကဘယ်ရွယ်လောက်ရှိသလဲ9နှစ်သမီးလောက်ရှိပါပြီဆရာကြီးတော့မတွေ့မိဘူးကွယ်ဒါပေမဲ့မြကြီးတွေ့မိလားတာကောတွေ့မိသလားဖေဖေကမေမေနဲ့ကျွန်တော်ဘက်သူလက်ရွေပြန်မေးရင်မေမေနဲ့ကျွန်တော်ပြိုင်တူကောင်းခပြတယ်ဖေဖေကသူတို့ဘက်သူလက်ရွေပြန်မေးပြန်တယ်နေပါအောင်ကွယ်ဘယ်အချိန်ကဘလို့ပြောက်သွားတာလဲအဲ့တော့ကျွန်တော်တို့လည်းမသိဘူးကလေးကဒီလိုပဲတခါတလေဒီလိုပဲရှောက်ထွက်သွားတတ်တယ်ဒီဘက်ချက်နေများရောက်နေမလားလို့ကျွန်တော်တို့လိုက်ရှာတာပါအေးလေဆရာကြီးတို့တော့မတွေ့မိဘူးနေရောကြံတဲ့လူတွေမေးကြည့်လိုက်အောင်မေဖေဖေကအိမ်ရှိအစီကံအားလုံးကိုခေါ်ရဆက်မေးရင်ညီသူကမှတရားသူကြီးသမီးလေးကိုတွေ့တယ်လို့မဆိုကြလူသုံးဦးကတယောက်မျက်နှာတယောက်ကြည့်ကြပြီးဒီလိုဆိုရင်တော့ဘယ်ထွက်သွားတယ်မသိဘူးကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ကျွန်တော်တို့လိုက်ရှာလိုက်ပါအောင်မေဆိုရထွက်ခွာရန်ပြန်နေဟုတ်နေကြအောင်လေအင်ဒီနာချက်နေပဲဆရာကြီးတို့လည်းလိုက်ကိုရှာပေးမှာပေါ့ဟေးဖိုးခင်ထဲမှာညို့လိုက်ခဲကြစမ်းထီးတွေမိုးကာတွေလည်းယူခဲ့ကျွန်တော်တို့ရဲ့ဒရိုင်ဘာကိုဖိုးခင်နဲ့ထမင်းချက်ကိုညိုမောင်တို့ဟာဖေဖေအမိန့်တိုင်းအိမ်တွင်းသို့ပြေးဝင်ရေးမိုးကာနဲ့ထင်းများယူလာကြတယ်ဖေဖေကမိုးကာအင်ဂျင်ဝင်နေခိုင်းကျွန်တော်ကဝင်ပြောတယ်ဦးလေးကိုဖိုးခင်မောင်မိုးကလည်းတွားယူပြမောင်လဲလိုက်မယ်ဖေဖေထုံးစံတိုင်းကျွန်တော်ကပြုံးပြုံးကြီးခေါင်းခါနဲ့တားမြတ်တယ်မောင်မလိုက်နေခဲ့ပါမိုးရွာကြီးထဲမှာအေးမိနေပါဦးမယ်ဖေဖေကျွန်တော်ကိုအလိုလိုက်မြဲဖြတ်တယ်အလိုလိုက်တော့ဖေဖေတားမြတ်တဲ့အခါနာခံရမည်ကိုလေကျွန်တော်နားလေတယ်
ထို့ကြောင့်ကျွန်တော်ဘာမှဆက်မပြောတော့ဘဲငြိမ်နေလိုက်တယ်ဖေဖေက waterproof for အုပ်ထုတ်ကြီးကိုစောင်းရင်းနဲ့စုံစမ်းနေဒါကြက်တရားသူကြီးမင်းရောရှိရလားတရားသူကြီးမင်းကရန်ကုန်ဘက်ကိစ္စရှိလို့ထွက်သွားတယ်တင်မောမဆိုင်သေးဘူးဖေဖေရှေ့ဆက်မမီးတော့ပဲကဲလာကွခေါ်ရရှေ့မှဥဆောင်ထွက်သွားတယ်ကျွန်တော်မိုးပေါက်များမြေပြင်သို့ပြင်းထန်စွာကျဆင်းလျက်ရှိရဲ့ခြံသွေးမှာဖေဖေတို့လူတိုင်ပျောက်သွားတဲ့ဒီနီးကြည့်နေမိရဲ့ကဲမောင်ဝင်လေမမေတကားပိတ်တော့မယ်နေပေါင်းမမေဖေဖေတို့ပြန်လာတဲ့အထိစောင့်ရအောင်နော်ဟဲ့လူလေးရဲ့လူပြောက်ရှာတယ်ဆိုတာဘယ်ချိန်ပြန်လာမှမသိဘူးလာကွယ်ဝင်မကောင်မလေးကဘာဖြစ်လို့ပျောက်သွားရတာလဲအော်မမေဘယ်လိုလုပ်သိမလဲမောင်ရမမေလည်းခုမှကြားရပဲဥစ္စာကိုကောင်မလေးကမိုးရီရှောက်ကျူးတာလားမှမသိတာနော်မိုးရီရှောက်ကျူးတာဆိုရင်ဝဝေးလန်လန်ပေးသွားပါမလဲကျွန်တော်ပြုံးရည်လိုက်တယ်မမေဘယ်လိုလုပ်သိလဲဟဲ့မောင်လည်းမိုးရီရှောက်ကျူးပူတာပဲမဟုတ်လားဘယ်တော့ဝဝေးသွားဖို့လို့လဲမမေစကားတန်ကြောင်ကျွန်တော်ပိုးရီသဘောကျသွားတယ်ဟောမမေကတိတ်အားတာပဲမောင်ကသွားတာမှအဝေးကြီးသွားတာကြိုက်ဘောတီကုံဟိုဘက်တောင်မှရောက်သေးရဲ့မမေမျက်လုံးပြူသွားတယ်ထို့နောက်မျက်နှာထန်းချင်အောင်ပြူရဲ့အတန်မမပဲကျင်းနေကြည်စံပေါ်ပြီမောင်တော့ဘယ်တော့မှမိုးရီထွက်မချူရတော့ဘူးဟာမောင်လက်ကားပြောတာပါဂတ်တဲဝင်းတဲ့တီးလောက်ပဲရောက်ပါရဲ့အဲ့ဒါကိုမောင်ညိုကြီးလိုက်လက်ခေါ်လို့ပြန်လာခဲ့ရတာမမေသိရတာနဲ့မမေကောင်းခိုင်ကျွန်တော်စီစူးရမပါပဲမျက်စောင်းထိုးတယ်မောင်တိတ်တက်နိုင်တာပဲနော်ခုတစ်မျိုးတော်ကြတစ်မျိုးကဲလာပါမိဖို့တွေလိုက်ခဲ့ကျွန်တော်ကမမေနဲ့တူမိဖို့တွေလိုက်ခဲ့တယ်မိဖို့ကန်အတွင်မှာဒေါစာဥကြီးကဟင်းအိုးများဖြတ်အလုံးရှုံနေရဲ့မမေဆန်ကစေးကြောပြီးသားပကံများကိုတုံနေရဲ့ဒါစားရင်စားမလားဖေဖေပြန်လာမှအတူတူစားပါမယ်ဟိုကောင်မလေးတွေ့လားမတွေ့လားမှမသိပဲကောင်မလေးမတွေ့ရနဲ့ငါသားနဲ့ဘာဆိုင်လို့လဲဟုတ်မောင်သိကြလို့ပါမမေကဖေဖေပြန်လာရင်အဆက်သက်ထမင်းစားနိုင်ရဲ့မမေဆန်ကိုကြီးကြပ်ညောကြားနေကကျွန်တော်ဒေါစာဦးကြီးနောက်သို့ကတ်သွားတယ်ကျွန်တော်ဒေါစာဦးကြီးဟာအသားဖြူဖြူဝဝဖိုင်ဖိုင်နဲ့ဖိုးဝရုပ်ကြီးလိုချစ်စရာကောင်းတယ်သူနီးသူကျွန်တော်ကတ်သွားတဲ့အခါဒေါစာဦးကြီးကတစ်ချက်ပြုံးပြ၍အလိုက်သိစွာတဲဦးတွင်မှပစိုးကြောကြီး3-4ကောင်ဆဲပြီးတယ်ပူရင်တော့မောင်မှုတ်ပြီးတော့စားကျွန်တော်ဒေါစာဦးကြီးပြီးတော့ပစိုးပြမစားသေးပဲစကားပြောမိရဲ့ဒေါ်လေးဟိုဘက်ရတရားသူကြီးတမီလေးကပျောက်သွားလို့တဲ့ဒေါစာဦးကြီးကအေးလို့ဆိုကသူ့လက်မောင်တို့တွေကြီးများလောက်ခရန်အောင်မြင့်နေပစိုးအားရပါရလော့မွေကြော်ချက်နေရဲ့အခုအဲ့ဒီကောင်မလေးကိုရှာဖို့ဖေဖေရောဦးလေးကိုကိုဖိုးခင်ရောကိုမောင်ညိုကြီးရောလိုက်သွားကြတယ်ဒေါစာဦးကြီးကဆက်ပြီးတော့ကြောနေရဲ့ကောင်မလေးကကိုနဲ့သမီးပဲရှိသေးတယ်လေသိလားဗျဒေါစာဦးကြီးကအေးသာလိုက်၍သူ့လက်မောင်ကြီးတလုံးလုံးနဲ့ဆက်လက်ကြော်မြဲကြော်နေရဲ့ဟာဒေါ်လေးကလည်းအေးပဲလုံနေရဲ့မောင်ပြောတာနားထောင်မအောင်ဒေါ်လေးနားထောင်နေပါရဲ့ကောင်မလေးပျောက်သွားတယ်ဆရာကြီးတို့လိုက်ရှာကြတယ်အင်းလီအဲ့ဒါဘာဖြတ်လဲကောင်မလေးကိုဘလူးကောင်းဖြတ်ဖမ်းသွားလာမှမသိတာဒါမဲ့ဒေါ်လေးပဲပြောတာပဲဘလူးကောင်းဖြတ်ကသစင်ပန်းပန်ထားတဲ့သူမှဖြတ်တယ်ဆိုအခုသစင်ပန်းမပေါ်သေးဘူးလေဒီတော့ကောင်မလေးကိုဘလူးကောင်းဖြတ်ကျွန်တော်စကားမဆုံးလိုက်ရဒေါစာဦးကြီးကရောင်းမကြီးကိုလွတ်ချလိုက်တယ်မျက်လုံးကြီးပြူရဟိုကြီးဒီကြီးဖေဖေနဲ့မမေကကလေးများအားချောင်းလန့်သည်ကိုမကြိုက်တို့ရရင်ဒေါစာဦးကြီးဟာကျွန်တော်ထမ်းပင်လောက်ရှိသောတစီကြီးများအကြောင်းလက်ရွက်ကြီးများကိုစောင့်ပမာဖတ်၍ချုပ်အိတ်တက်သောတပည့်ကြီးများအကြောင်းဒီစင်ပါလာသစင်ပန်းများပွင့်ရင်သစင်ပန်းပန်သူကိုလိုက်၍ခေါင်းဖြတ်တတ်သောဘလူးခေါင်းဖြတ်များအကြောင်းစသည်ဖြင့်မဟုတ်ကကြောက်စရာအစုံပြောပြတတ်တယ်ပြောပြပြီးရလေကျွန်တော်နှုတ်ပိတ်တယ်မောင်ဒေါ်လေးပြောတာကြီးဆရာကြီးနဲ့မမမြောက်ပြန်မပြောနဲ့နော်ပြီးတော့ကိုလည်းမပြောရအောင်ပြန်ပြောရင်တော့အဲ့ဒီအကြောင်းတွေဘယ်တော့မှဒေါ်လေးမပြောတော့ဘူးဤဒီကကျွန်တော်နဲ့ဒေါစာဦးကြီးတို့ရဲ့နားလည်မှုစာချုပ်ဖြစ်တယ်